Hey guys, Shinobi Diary ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Fan တစ်ခွင်မှာပွဲဖြစ်နေတဲ့ Uchiha Sarada နဲ့ Uzumaki Himawari တို့နှစ်ယောက်ထဲကဘသူက strongest Kunoichi ဖြစ်လာမလဲဆိုတဲ့အကြောင်းကိုတီယိုလေးတွေနဲ့အတူခံမှန်းချင်ပါတယ်။ပြောရရင်ဘသူကပိုကြီးရဲ့ဆွမ်းအားတွေကိုပါဆန်ထားလဲဆိုတာကိုပေါ့နော်။အခု Two Blue Vortex Manga မှာလဲ Sarada နဲ့ Himawari တို့နှစ်ယောက်အတွက်အရန်ကိုကြီးမားတဲ့ power boost တွေလုပ်ထားပြီးတော့ character development ကို share တင်ပေးထားတာမလို့သူတို့ရဲ့အစွမ်းတွေကိုစိတ်ဝင်စားရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဖို့အတွက်ပြောချင်ပါတယ်။ဒါနဲ့ကျွန်တော်တို့ channel လေးက monetization ပွင့်သွားပြီဆိုတော့ဒီဗီဒီယိုလေးကို VPN လေးတွေခန်းကြည့်ပေးခြင်းဖြင့်ကူညီပေးလို့ရပါတယ်။ပြီးတော့ Boruto Two Blue Vortex Manga ကိုဘယ်မှာဖတ်လို့ရလဲဆိုပြီးတော့မင်းနေကြလို့ကျွန်တော်တို့ဘက်ကနေပြီးတော့ နောက်ဗီဒီယိုတင်တဲ့ခါကျရင်အဲ့ဒီထဲမှာ free channel link လေးကိုထည့်ပေးထားပါမယ်။အဲ့ဒါကတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ပြင်ဆင်ထားတာပေါ့နော်။ဒါကတော့ announcement သဘောမျိုးနဲ့ပဲပြောတာဆိုတော့စကားတွေရှိဝေးတော့ပြောမနေတော့ဘူး။အဓိက topic ကိုဆက်သွားကြရအောင်။ Rival ဆိုတဲ့ဝေါ်ဟာရာကိုကျွန်တော်တို့ Naruto fan တွေအနေနဲ့ dictionary တော့မလိုဘဲနဲ့သိရှိခဲ့ကြပါတယ်။ Naruto နဲ့ Sasuke တို့နှစ်ယောက်က series တစ်လျှောက်မှာဘားတပြန်ကြားတပြန်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပြီး anime လောကမှာအကောင်းဆုံး rival လေးဖြစ်တယ်လို့တငယ်ချင်းတက်ပိုတဲ့ညီကိုနှစ်ယောက်ဆိုလဲဟုတ်တာကိုတော့လူတိုင်းလက်ခံကြမှာပါ။ငငယ်ကားဆိုရင်ကျွန်တော်တို့အနေနဲ့ Naruto fan Sasuke fan ပါဆိုပြီးမင်းကောင်တန်ငါကောင်ကပိုကျမ်းပါတယ်ဆိုတဲ့အငင်းခုန်တွေလည်းဖြစ်ခဲ့ပူပါတယ်။ဒါကလည်းကလေးဘွားရဲ့အရသာတစ်ခုပေါ့နော်။အခုနေပြန်တွေးကြည့်ရင်အဲ့တုန်းက Harika ဟာတာလိုဖြစ်သွားပြီလေ။ Naruto ရှင်မုန်းတန်ကလည်းဆက်သိမ်းသွားတော့ဒီပြန်ဆန်မှုကြီးကအဆုံးသက်သွားပြီလို့ထင်ခဲ့ကြပေမဲ့ Boruto ဆိုတဲ့ sequel တစ်ခုထပ်ထွက်လာတဲ့အချိန်မှာတော့ ပုံမှန်အတိုင်းပဲဘသူကပိုကျန်းလဲဆိုရဲပုံကိုယ်ဆွဲ character debating တွေကဆက်ဖြစ်နေတော့မှာပဲ။ဘသူကပိုကျန်းလဲဆိုပြီးတော့ power scale လောက်တာကကိစ္စမရှိပေမဲ့တခါတလေမှဖားစင်တဲ့အရာသူကဒါလေးအောင်မလုပ်နိုင်ဘူးလား။သူကဘလူပါဆိုပြီးနှိမ်ပြောတဲ့အထိကိုမှ trash talk ဆန်လာကြတာကိုတွေ့ရတယ်။ဒါက Naruto မှမဟုတ်ဘူး။ One Piece ပဲဖြစ်ဖြစ် anime တိုင်းလိုမှရှိတဲ့ကိစ္စရပ်တစ်ခုလိုဖြစ်နေပြီ။ပြောရရင် toxic ဖြစ်တဲ့ညှင်းခုန်မှုပေါ့ဗျာ။အခုလဲကကြမာကတပတ်ပြန်လည်လာပြီလို့ပြောရမလား။ Naruto ရဲ့သမီးဖြစ်တဲ့ Himawari နဲ့ Sasuke ရဲ့သမီးဖြစ်တဲ့ Sarada တို့နှစ်ယောက်ကိုရှင်းကြပြန်ပါတယ်။ဒီပြဿနာရဲ့မူလအစကတကယ်တော့ Naruto နဲ့ Sasuke တို့နှစ်ယောက်ကြောင့်မဟုတ်ဘဲနဲ့ Sakura နဲ့ Hinata တို့ရဲ့ fan တွေကြောင့်ပါ။အားလုံးသိကြတဲ့အတိုင်းပဲ Sakura က Naruto series မှာ fan အကြီးဆုံး Kunoichi ဖြစ်တယ်လို့လူမုန်းများဆုံး character ဆိုလဲဟုတ်ပါတယ်။မင်္ဂလိတော်တော်များများကတော့ Sakura ကိုကြိုက်ကြရဲဆိုပေမဲ့ Naruto fan တွေကတော့သူ့ကိုအမိုက်ပုံးမလို့ခေါ်တာကတော့ထူးထူးပြောနေစရာကိုမလိုတာ။နောက်တစ်ခုကကျတော့တချို့ fan တွေက Naruto နဲ့ Sakura ကိုညားသွားစေချင်ကြတာဖြစ်ပြီးတော့ Hinata နဲ့ Naruto ညားသွားတာကိုသဘောမကျကြပါဘူး။ဆိုတော့ Hinata နဲ့ Sakura ကိုအမြဲ power scale လုပ်နေကြတဲ့လူတွေကသူတို့ကလေးတွေဖြစ်ကြတဲ့ Sarada နဲ့ Himawari တို့ကိုလည်းလိုက်ရှင်ကြပါတယ်။ Sarada က Himawari ထက်အသက်ကြီးပြီးတော့ပညာလည်းပိုဆုံးနေဆိုပေမဲ့ Hinata ရဲ့သမီးလေး Himawari ကိုတော့ weak တယ်ဘာညာဆိုပြီးတော့လေးတိုက်ကြပါတယ်။ဘာပဲဖြစ်ဖြစ် Sarada က Uchiha clan ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တယ်လို့ Himawari ကလည်း Byakugan princess ရဲ့သမီးလေးဖြစ်တာမလို့သူတို့နှစ်ယောက်လုံးကိုဒီဘက်ရတာကတော့ထင်ထားတာထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ Two Blue Vortex Manga ထွက်လာပြီးရဲ့အချိန်မှာ time skip ကာလမှာတော့ Himawari ရဲ့အသက်က12နှစ်အရွယ်ဖြစ်ပြီး Sarada ရဲ့အသက်ကတော့16ပါ။သူတို့နှစ်ယောက်လုံးကအသက်အရွယ်ပဲကာတာတော့မဟုတ်ပါဘူး။ Sarada အနေနဲ့ Chunin exam ကိုအောင်ထားပြီးတော့လက်ရှိ time skip အပြီးမှာ Chunin တယောက်အဖြစ်တိုက်တဲ့ကိုရထားရဆိုပေမဲ့တစ်ဖက်မှာ Himawari အနေနဲ့ကတော့ Shinobi ဟုတ်တယ်လို့အတိမပြုထားပါဘူး။အခုဒီ character နှစ်ယောက်ကိုမရှင်ခင်မှာသူတို့ရဲ့စိတ်ကူးနဲ့သူတို့ရဲ့နောက်ခံစကြောင်းတွေကိုယဉ်သိဖို့လိုပါတယ်။အဲ့ဒါပြောပြီးမှပဲသူတို့ရဲ့လက်လံစရာကောင်းတဲ့ဆွမ်းအားအသစ်တွေအကြောင်းကိုပြပြပါမယ်။ Himawari က Hokage ရဲ့အငယ်ဆုံးသမီးဖြစ်တာမလို့တရွာလုံးရဲ့ဖူးဖူးမှုတ်တာကိုခံခဲ့ရပါတယ်။ Himawari က Ninja Academy ကိုဆက်တက်တုန်းကဆိုရင်သူ့အနေနဲ့ Shinobi တယောက်ဖြစ်ချင်တယ်ဆိုတဲ့စိတ်မရှိဘဲနဲ့ဒီတိုင်း Ninja တယောက်ရဲ့ experience ကိုရစေခြင်းရုံတက်တက်နဲ့ဝင်ခဲ့တာပါ။သူကရွာအတွက်အမှုထမ်းချင်တဲ့စိတ်မျိုးလည်းမရှိတာမလို့ Hokage ရဲ့သမီးဖြစ်ပြီး Shinobi တယောက်မဖြစ်သေးဘူးလားလို့အပြစ်သွားတင်လို့လည်းမရပါဘူး။ဒါကဘာလို့လဲဆိုရင် Naruto တို့လိုစစ်ပွဲကာလမှာမွေးဖွားခဲ့တဲ့ကလေးလည်းမဟုတ်တလို့အနိဋ္ဌာယုံမြင်ကွင်းတွေကိုလည်းမမြင်ခဲ့ရဘဲနဲ့ရွာရဲ့ agent နဲ့ကာလမှာပဲမွေးခဲ့တာဖြစ်လို့ပါ။ Shinobi တယောက်ရဲ့အနှစ်သာရကို Himawari အနေနဲ့မသိသေးတာမလို့ Shinobi မဖြစ်သေးတာကိုပြစ်သွားတင်လို့မရဘူး။စစ်ပွဲတွေကိုမမြင်ဘူးတဲ့ကလေးတွေနဲ့စစ်ပွဲတွေကိုကြုံဘူးတဲ့ကလေးတွေကြားမှာမတူညီတဲ့တန်ဖိုးတွေရှိရလို့ One Piece ရဲ့ feeling တယောက်ဖြစ်တဲ့ Doflamingo ကိုယ်တိုင်ကပြောခဲ့တာမလို့ brother တို့အနေနဲ့လည်းဒါကိုပို့ပြီးတော့မြင်တာမယ်ထင်ပါတယ်။ဆိုတော့ပြန်ချုပ်ကြည့်ရရင် Himawari မှာပြင်းထန်တဲ့ခံယူချက်လည်းမရှိတလို့တန်မာကျင်တဲ့ရည်ရွယ်ချက်လည်းမရှိအားကြောင်းသူက Two Blue Vortex မှာ Shinobi တယောက်မဖြစ်လာသေးဘူးလို့ပြောနိုင်ပါတယ်။တစ်ဖက်က Sarada ကတော့ Uchiha clan ရဲ့နောက်ဆုံးမျိုးဆက်လည်းဖြစ်တယ်လို့သူမမှာပန်းနိုင်တစ်ခုလည်းရှိပါတယ်။ Sasuke Uchiha ရဲ့သမီးဖြစ်ပေမဲ့လို့ Sarada အနေနဲ့ Naruto ကိုအားကြတာဖြစ်ပြီး Naruto တို့လူတိုင်းအားကြရတဲ့ Hokage တယောက်ဖြစ်နေတာကသူမရဲ့အိမ်မက်ပါပဲ။တကယ်တော့ Sarada ရဲ့အိမ်မက်က Hokage ဖြစ်နေတယ်ဆိုတဲ့ရည်ရွယ်ချက်ထက်ပိုပါတယ်။ Boruto Naruto Next Generation ရဲ့ episode 18မှာ Sarada အနေနဲ့သူက Law 7 လို့ Hokage တယောက်ဖြစ်ချင်ပြီးသူနောက်မှာရှိတဲ့လူတွေကိုကာကွယ်ပေးခြင်းနဲ့နောက်ပြီးတော့ Uchiha clan ရဲ့ဂုဏ်ကိုလည်းသူ့ရဲ့အင်အားနဲ့မြင့်တင်ပေးခြင်းနဲ့ဆိုပြီးတော့လည်းပြောခဲ့ပူပါတယ်။ Uchiha clan ကတစ်ချိန်လုံးကဆိုရင်ရွာတိုင်းလိုကြောက်ရပြီးတော့ Konoha ရဲ့ယုံကြည်မှုကိုလည်းမရခဲ့ပါဘူး။ရွာရဲ့ရန်သူတွေဖြစ်တဲ့ Obito, Madara တို့ကလည်း Uchiha clan သားတွေပဲဖြစ်တာမလို့ Uchiha ဆိုတာနဲ့အကြမ်းဖက်တွေလိုတော့မှတော်တော်များများကသတ်မှတ်ထားကြတာပါ။ခေတ်ဆက်ဆက် Hokage တွေကပြောင်းသွားခဲ့ပေမဲ့ Hokage ဖြစ်တဲ့သူတွေထဲမှာ Uchiha ဆိုတာကလည်းမရှိ
မရှိခဲ့ပါဘူးအခုဆာရာတာအနေနဲ့ဒီအစင်လာကိုအဆုံးသတ်ချင်တာမလို့သူ့အနေနဲ့ဟိုကာကဲတယောက်ဖြစ်လာရမယ်ဆိုတဲ့ခံယူချက်နဲ့ရှင်နိုဘီတယောက်ဖြစ်လာတယ်လို့လည်းပြောလို့ရပါတယ်ဆိုတော့ပြန်ပြီးချုပ်ရမယ်ဆိုရင်ဆာရာတာအနေနဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ဥတီချက်ရှိပြီးတော့ဟီမာဝါရီကတော့ရှင်နိုဘီဆိုတာကဘာလဲဆိုပြီးအခုချိန်ဒီမင်းကိုထုတ်နေပါသေးရဲ့ဒါကြောင့်မလို့ဆာရာတာအနေနဲ့ဟီမာဝါရီနဲ့ရှင်ရင်ပို့ပြီးတော့ရီမန်းချက်ပြတ်သားတဲ့ရှင်နိုဘီတယောက်ဖြစ်နေပြီဆိုပြီးတော့မှပြောလို့ရပါတယ်ဒီလိုမျိုးရွေချက်လည်းမတူခံယူချက်လည်းမတူအသက်အရွယ်လည်းမတူတဲ့ character နှစ်ယောက်ကိုရှင်းနေရကကျွန်တော်ကတော့အဓိပ္ပာယ်မရှိဘူးလို့မြင်မိတယ်ဒါပေမဲ့လည်းမပြောမပြီးမတီးမမီဆိုတဲ့စကားအတိုင်းပဲ online ပေါ်မှာဟီမာဝါရီ fan နဲ့ Sarada fan တွေက fight နေကြတာကိုတွေ့ရတယ်TikTok ကနေ Sakura fan တယောက်က Sarada ကိုချင်းမွန်းကန်ဖွင့်ပြီးတော့ဟီမာဝါရီကိုတော့ weekday ဘာညာနဲ့ခနေပါတယ်ဒီပုံမှာဆိုရင်ဟီမာဝါရီကနေကြတယောက်ရဲ့အတက်ပညာတွေကိုတော့မှမတက်တာကို data လို Kara member နဲ့တိုက်ခိုက်တဲ့အချိန်ဘာမှမပြန်ပြောနိုင်တာကမထူးဆန်းပါဘူးဒါကိုကလေးတယောက်ကိုဖောင်းထုနေရကတော့များပါတယ်အဲဒီကောင်းပိုင်ရှင်က view တက်ဖို့အဲ့လိုပွဲရှာတာဆိုပေမဲ့ဂျားရဲကမစီမဆိုင် anime character နှစ်ယောက်ဖြစ်တဲ့ Sarada နဲ့ဟီမာဝါရီကပြောခံခဲ့ရတာကြီးကတော့မကောင်းဘူးလေထားပါတော့အခုလောလောဆယ်သူတို့နှစ်ယောက်ရဲ့တကယ် power ability တွေနဲ့ feat တွေအကြောင်းကိုကျွန်တော်ကကြကြနနရှင်းပြချင်ပါတယ်ပထမအဆုံးတယောက်အနေနဲ့ဟီမာဝါရီဥဇူမာကီအကြောင်းကိုရင်ပြောပါမယ်ဟီမာဝါရီကတော့သူ့အမေလိုပဲဗျာကူကန်ရှိပါတယ်ဖျူဂါတွေကဗျာကူကန်ကိုအဝေးကန်လုပ်နိုင်ဖို့ဆိုရင်ပြင်းထန်တဲ့လေ့ကျင့်ရေးတွေလုပ်ရပြီးတော့ကလန်ထဲမှာဗျာကူကန်ပွင့်တဲ့သူကလည်းနဲပါတယ်နဲကြီးတို့ဟိနာတာတို့မှနင်ဂျာအကယ်ဒမီကိုတက်တော့မှပဲဗျာကူကန်ကိုနိုးထနိုင်ခဲ့တာဖြစ်ပေမဲ့ဟီမာဝါရီကတော့အသက်၄နှစ်အရွယ်ကိုယ့်နာမည်ကိုတော့မှကိုမရေးတတ်တဲ့အရွယ်မှတင်ဗျာကူကန်ကိုအဝေးကန်လုပ်နိုင်ခဲ့တာပါနောက်တို့ဟိုကာကဲဖြစ်လာမဲ့နေ့မှာဟီမာဝါရီအနေနဲ့သူ့အယုတ်လေးကိုဆွဲဖျက်လိုက်တဲ့ဘိုးတို့ကိုဒေါသတကြီးနဲ့တိုက်ခိုက်ဖို့လုပ်ပါတယ်အဲ့ဒီအချိန်မှာပဲနောက်တို့ကသူ့ရဲ့သားကိုဝင်ကာခဲ့ပေမဲ့ဟီမာဝါရီကတော့ဗျာကူကန်ကိုအဝေးကန်လုပ်နိုင်ခဲ့ပြီးတော့လက်လေးနှချောင်းနဲ့တင် strongest shinobi 90 jinjuriki ဖြစ်တဲ့နောက်တို့ကိုမှောက်လုပ်လိုက်ပါတယ်နောက်တို့တင်ထိရမဟုတ်ဘဲနဲ့ခူရာမာကပါနိုင်ကျင်မှုကိုခန်းစားရတာပါစဉ်းစားကြည့်ဗျာဖိန်းတို့မာတရာတို့တို့ဆရာကြီးတွေကိုတော့မှတိုက်ခိုက်တဲ့အချိန်တုန်းကခူရာမာစီကို damage မြောက်ခဲ့ပါဘူးအဆူဆူကီခါကူယာတော့မှနောက်တို့နဲ့ခူရာမာကိုတပြိုင်နက်တည်း damage မပေးနိုင်ခဲ့ပေမဲ့လင်းနှစ်အရွယ် shinobi academy တောင်မတက်ရသေးတဲ့ခလီလီအရွယ်ကလှုပ်လိုက်တာကတော့လုံးဝကြောက်စရာကောင်းတယ်တချို့ကတော့ဟီမာဝါရီရဲ့ဗျာကူကန်ကဟီနာတာဘက်ကိုပို့ပြီးဖြူဝဖြစ်တယ်ထက်ဆဲကအဖြစ်ပြောင်းသွားနိုင်မယ်လို့လည်းယုံကြည်ကြပါတယ်ထက်ဆဲကန်ကထုံနယ်ဒီအိုဆူဆူကီအနေနဲ့ဟျူကဗျာကူကန်နဲ့အိုဆူဆူကီ DNA ကိုပေါင်းဆက်တဲ့အချိန်ဝေးကန်လုပ်နိုင်ခဲ့တာပါအရှိဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုပဲနောက်တို့ကအိုဆူဆူကီ DNA ရှိရလို့ဆိုနိုင်တာမလို့သူသမီးဟီမာဝါရီအနေနဲ့ထက်ဆဲကန်ကိုရရင်လည်းထူးဆန်းနေမယ်လို့မမြင်မိဘူးဒါတင်မဲလားဆိုတော့လည်းမဟုတ်ပါဘူးမန်ဂါ chapter 89မှာဒဲမွန်အနေနဲ့ဟီမာဝါရီကိုစမြင်တဲ့အချိန်မှာထူးဆန်းတဲ့အာယုံတစ်ခုကိုခန်းစားမိနေပြီးတော့ပြေးပြီးတိုက်ခိုက်ပါတယ်ဘာလို့လဲဆိုတော့ဟီမာဝါရီကနူးညံ့ပြီးတော့အားနည်းတဲ့ပုံပေါက်ပေမဲ့ဒဲမွန်အနေနဲ့ပထမအဦးဆုံးအချိန်အဲ့လိုမျိုးဥရာကိုခန်းစားမိလိုက်တာမလို့ပါပြောရရင်ဒဲမွန်ကဘိုရူတိုလိုမိုမိုရှိကီရဲ့ဖာဆဲကိုမြင်အောင်မှရင်မခုန်ပါဘူးဒါပေမဲ့ဟီမာဝါရီကိုကြတော့မြင်တာနဲ့နင်းရဲ့ကိုပေါ်မှာထူးဆန်းတဲ့ဆွမ်းအားရှိရဆိုပြီးတော့ပြောပြီးတော့ပြေးပြီးတော့တိုက်ခိုက်တာပါအာမာဒိုရဲ့စကားအရဆိုရင်ဒဲမွန်ကနောက်တိုနဲ့ဆက်စကဲကိုအမောက်တိုက်ခဲ့တဲ့ဂျီကန်ထက်ပိုပြီးတော့တန်ပါပါတယ်တဲ့ဒီတစ်ချက်နဲ့တည်းဟီမာဝါရီရဲ့ level ကိုခံမှန်းလို့ရနေပြီး chapter 80ထွက်ပြီးရဲ့နောက်ပိုင်းမှာ Fanny အနေနဲ့ theory အမျိုးမျိုးထုတ်ခဲ့ကြပေမဲ့ Blue Vortex ထွက်လာတဲ့အချိန်မှာတော့ဟီမာဝါရီရဲ့ hidden power ကိုသိလိုက်ရပါတယ်ဟီမာဝါရီရဲ့ကိုယ်ထဲမှာခူရာမာကပြန်ဝင်စားတာဖြစ်ပြီးတော့ chapter 80မှာဒဲမွန်အနေနဲ့အာယုံခံစားမိရတာကလည်းဒီဆွမ်းမဲ့ဖြစ်ပါတယ်ခူရာမာဝင်စားတာကထူးခြားလို့လားအဆူဆူကီဝင်နေတဲ့ဘူဒူထက်ပိုပြီးတော့အရှိန်ကောင်းလို့လားလို့မေးစရာရှိလာတယ်ဒါကိုဖြေရရင်ဒဲမွန်အနေနဲ့နောက်တို့ကိုတွေ့ပူးတဲ့အချိန်မှာနောက်တို့ရဲ့ကိုယ်ထဲခူရာမာမရှိတော့ပဲတည်သွားပါပြီဒါကြောင့်မလို့ဟီမာဝါရီကိုမြင်တော့သူ့အနေနဲ့အထူးဆန်းကြီးခံစားမိလိုက်တာပေါ့ခူရာမာဂျင်ဂျူရီကီဖြစ်တဲ့နောက်တို့စီက90 chakra ကိုမိုမိုရှိကီအနေနဲ့အကုန်တော်မှမဆုပ်ယူနိုင်ခဲ့တာမလို့ခူရာမာရဲ့ chakra ကတအားများပါတယ်ဗလိုက်ပြီးတော့ပြောရတော့မဟုတ်ပေမဲ့ခူရာမာ chakra ကမိုမိုရှိကီထက်တောင်မှပိုပြီးများပါတယ်ဒါဆိုရင်ခုနဟာကိုဖြစ်ပြီးပြီပေါ့နော်ဘိုဒို Blue Vortex ရဲ့ chapter 10မှာတော့ထန်ထင်း mutation တွေဖြစ်တဲ့ဂျူရာတို့ကဟီမာဝါရီကိုတိုက်ခတ်တဲ့အချိန်မှာခူရာမာအနေနဲ့ဟီမာဝါရီကိုမတွေ့ရတာကြပြီးနော်ဆိုပြီးတော့စတင်နှုတ်ဆက်ခဲ့ပါတယ်ဟုတ်ပါတယ်ခူရာမာကနောက်တို့တုန်းကလို့စီးလုတ်ခံထားရတာမဟုတ်ဘဲနဲ့ဟီမာဝါရီရဲ့ကိုယ်ထဲမှာ direct reincarnation ဖြစ်သွားခဲ့တာပါနောက်တို့ကဂျင်ဂျူရီကီဖြစ်ပေမဲ့လို့အခုတော့ဟီမာဝါရီကိုယ်တိုင်ကခူရာမာဖြစ်နေပါပြီဂျင်ဂျူရီကီရဲ့ဆိုတာကအမီးကောင်တွေရဲ့အစွမ်းတစ်စိတ်တစ်ပိုင်းကိုသာတုံးယူနိုင်တာဖြစ်ပြီးတော့ကျန်းတာပါနောက်တို့ကတော့ချင်းချက်အနေနဲ့ perfect ဂျင်ဂျူရီကီဖြစ်သွားတာမလို့ခူရာမာ chakra မုတ်ကိုပါတုံးနိုင်တာဆိုပေမဲ့အခုနေဟီမာဝါရီကကြတော့သူကိုယ်တိုင်ကိုမိမိတ်စာပါပဲဂျင်ဂျူရီကီတောင်အဲ့လောက်ထင်ရခက်နေတာထေးဘစ်ကိုယ်တိုင်ဒါဆိုရင်ဘယ်လောက်တောင်ကျန်းလိုက်မလဲထေးဘစ်တောင်မှ90ဆိုမှတော့ဟီမာဝါရီကရှယ်ဆုံးတက်ဖြစ်သွားပါပြီခူရာမာဝင်စားတဲ့ဟီမာဝါရီအနေနဲ့ဘာလုပ်နိုင်လဲဂျူရာရဲ့တိုက်ပွဲမှာဟီမာဝါရီအနေနဲ့ဂျူရာရဲ့တိုက်ခိုက်ချက်တွေကိုခံရတာတောင်မှမမောက်သွားပါဘူးဂျူရာဆိုတဲ့ကောင်ကလက်ရှိ Blue Vortex မှာအကျဉ်းဆုံးလို့သတ်မှတ်ခံထားရပြီးတော့ခါရှင်းကူဂျီရဲ့စကားအရဆိုရင် Timeskip ဘိုဒိုအနေနဲ့ဂျူရာကိုနိုင်တဲ့ timeline မရှိဘူးလို့လည်းပြောထားပါတယ်နောက်ပြီးဂျူရာက Ishiki ရဲ့ကာမာကိုပြေးဝသုံးနိုင်တဲ့ Kawaki ကို one shot သွားခဲ့တာပေါ့နော်ဒါပေမဲ့ဟီမာဝါရီအနေနဲ့ဂျူရာရဲ့တိုက်ခိုက်ချက်တွေကိုချက်ချင်းပြန်ဟိနိုင်ပြီးတော့ဂျူရာကိုယ်တိုင်ကတော့
မှမင်းရဲ့ဆွမ်းအားကအထင်ကြီးစရာပဲဆိုပြီးတော့ချီကျူးခဲ့တာကြောင့်ဟီမာဝါရီကရှီနိုဘီမဖြစ်သေးပေမဲ့လည်းဆောင်းရမ်းကြီးကိုကျန်သွားပါပြီနောက်ပြီးဂျင်ချူရီကီရီကကိုရိုင်ဟီနိုင်တာပဲဆိုပေမဲ့ဟီမာဝါရီအနေနဲ့ကိုရိုင်ဟီနိုင်ုံတင်မကပဲနဲ့တခြားသူတွေကိုပါအကောင်းတိုင်းပြန်ဖြစ်တဲ့ဒီဟီနိုင်တာကိုလည်းတွေ့ရတယ်အီနိုဂျင်းကဘိုက်ပေါက်ပြီးတီရောမှာကိုဟီမာဝါရီကအကောင်းတိုင်းပြန်ဖြစ်အောင်လို့ဟီပေးခဲ့တာမလို့ဟီမာဝါရီက strength ပဲကောင်းရုံတင်မကပဲနဲ့အသက်လဲကယ်နိုင်နေပါပြီနောက်ပြီးတော့ဟီမာဝါရီရဲ့ base form မှာတင်ထန်တီဂျူရာနဲ့ Thebis ဘုံကိုပါရှင်းပြပြသွားတာမလို့ဂျင်ချူရီကီရီနဲ့ power level ချင်းကဘာမှကိုမဆိုင်တော့ဘူးလို့ပြောချင်ပါတယ်နောက်တစ်ယောက်ကတော့ဆာရာတာအူချီဟာပါဆာရာတာအူချီဟာကတော့အူချီယာဆတ်စကေနဲ့ဟာရူနိုဆာကူရာတို့ရဲ့သမီးဖြစ်တာမလို့သူတို့နှစ်ယောက်လုံးရဲ့စွမ်းအားတွေကိုအမွေရထားပါတယ်ဆာရာတာကအကယ်ဒမီမှာညံကောင်းဆုံးမိန်းကလေးဖြစ်ပြီးတော့ရှရင်ကင်ရဲ့ကျေးဇူးကြောင့်နဲ့တိုက်ရိုက်ခိုက်ရကလည်းအရန်ကိုကောင်းပါတယ်ဆာကူရာရဲ့တင် ပေးမှုကြောင့် chakra control ကလည်းအရန်ကိုကောင်းပြီးတော့လက်သီးချက်တွေမှာ chakra ကို fuse လုပ်ပြီးထိုးတာတွေတိုက်တာတွေကအိမ်တွေအဆောက်အုံတွေကိုလွယ်လွယ်ကူကူနဲ့ဖျက်ဆီးနိုင်တဲ့အထီးတက်မှာပါတယ်နောက်ပြီးတော့ Sarada က healing ကျေစုကိုလည်းတောင်းနိုင်ပါတယ်ဒါပေမဲ့ healing ဘိုင်းမှာတော့ Himawari ရဲ့ခြေပြားကိုဘယ်မိမလဲဟုတ်တယ်မလား Sarada ကလည်း fire style နဲ့ lightning style ဆိုတဲ့ chakra release နှစ်ခုကိုတောင်းနိုင်တာမလို့သူ့အဖေလိုပဲ Chidori နဲ့ fire bolt ကျေစုတွေကိုလည်းတောင်းနိုင်ပါတယ်နောက်ပြီးတော့ lightning ball ဆိုတဲ့ technique ကိုပါထပ်သုံးပြပါသေးရဲ့ Sarada ကသူ့အမေရဲ့ chakra control လုပ်နိုင်စွမ်းကိုအမွေရထားတာမလို့ Sharingan ကိုတုံးတာကလည်းသူ့အတွက်ပိုပြီးလွယ်ကူစေပါတယ် Sharingan က chakra တအားကုန်တာဆိုပြီးမဲ့ Sarada ကတော့ကျွမ်းကျင်စွာတောင်းနိုင်ပါတယ်ဒါပေမဲ့ ကျေစုတွေက basic တတာပဲဖြစ်ပြီးတော့ Otsutsuki တွေ Tantic လုံးတွေကိုတိုက်ခတ်နေရတဲ့ Blue Forest မှာတော့အထင်ကြီးစရာမကောင်းပါဘူးဒီလိုပြောလို့ Sarada ကိုတာမန်ပဲလို့မထင်လိုက်ပါနဲ့အောင် Ada အနေနဲ့ Sandrigan ကိုတုံးပြီးတော့ reality ကိုပြင်လိုက်တာမလို့တလောကလုံးက Boruto ကိုတစ္ဆာပေါက်လို့ထင်နေတဲ့အချိန်မှာ Sarada ကတော့အဲ့ဒီ ability ရဲ့ impact ကိုမထိခဲ့ပါဘူးပြောရရင် Ada ရဲ့ Omnipoise ကိုမမိတော့တာပါပဲဒါကဘာလို့လဲဆိုရင် Sarada က Boruto ကိုချစ်နေလို့လဲပါပါတယ်ပြောရရင် Boruto ရဲ့ညီမဖြစ်တဲ့ Himawari ကတော့မှသူ့ကိုမမှတ်မိပါဘူးဒါကြောင့်မလို့တေချာတာက928မြစ်တာနဲ့ချစ်ရင်တော့ Omnipoise မိရဖြစ်ပြီးတော့ညီကိုတို့မြနိုင်တဲ့1500မြစ်တာနဲ့ချစ်မိမယ်ဆိုရင်တော့ Omnipoise ကမမိဘူးပေါ့ဗျာဒီအဖြစ်အပျက်မှာ Ada ရဲ့ Omnipoise ကိုမမိရသူဆိုလို့ Sarada နဲ့ Sumiya နှစ်ယောက်သာရှိပြီးတော့နှစ်ယောက်စလုံးကလည်းတကြီးသားလေးကိုချစ်မိနေရပါ Manga chapter 80မှာတော့ Sarada အနေနဲ့တယောက်တည်းပြေးလွှားနေတဲ့အချိန် Boruto ကိုစိုးရင်စိတ်ကြောင့် Manga Q Sharingan ကိုဝေကဲနိုင်ခဲ့ပြီးတော့သူ့ဖေ Sasuke ကိုတော့ Boruto ကိုကာကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ် Sasuke ကလည်းသူ့သမီး Manga Q Sharingan ဖြစ်ပြီးတော့ကိုတောင်းဆိုတာမလို့ Omnipoise မိထားပြီးမဲ့လေသူ့သမီးကိုယုံကြည်ပေးခဲ့ပြီးတော့ Boruto ကိုကူညီပေးခဲ့ပါတယ်ကျွန်တော်တို့တည်ထားတဲ့ Sharingan ဆိုတာက1နဲ့နေရဲ့အချိန်၊နှက်ကြီးနေရဲ့အချိန်၊စိတ်နာနေရဲ့အချိန်တွေမှာဝေကဲဖြစ်တာဆိုပေမဲ့ Sarada ကတော့1500မြစ်တာနဲ့ချင်းမိရဲ့သူကိုစိုးရင်စိတ်ကြောင့်အဝေကဲဖြစ်ခဲ့ရဆိုပြီးတော့လည်းပြောလို့ရပါတယ်ဒါနဲ့ကျွန်တော်မေးချင်တာက brother တို့မှာရောအဲ့လိုမျိုးစိတ်ပူပေးမဲ့ချစ်သူရှိရလို့ပြောနိုင်ရလားရှိမယ်လို့လည်းမထင်တာကြောင့်ဆက်ပြောပါမယ် Manga Q Sharingan က Uchiha ရဲ့အကျဉ်းဆုံး ability ဖြစ်ပြီးတော့သူတို့မှာ unique ability လည်းရှိပါတယ်တချို့ဆိုရင် ability တစ်ခုထပ်တောင်မှပို့ပါတယ် Itachi ဆိုရင် Manga Q Sharingan နဲ့ Tsukuyomi ကို Amaterasu ကိုပါသုံးနိုင်ပါတယ် Fanny ကတော့ Sarada ရဲ့ Manga Q Sharingan theory တွေကိုအများကြီးထုတ်ကြပေမဲ့အခု Blue Vortex ရဲ့နောက်ဆုံးထွက် chapter မှာတော့ Sarada ရဲ့ Sharingan နာမည်က Ohiromi ဖြစ်ပြီးတော့အနာသက်8000နဲ့နေပုံစံဒီဇိုင်းပါ Sarada ရဲ့စွမ်းအားအသက်ကဘယ်လောက်ထိကျန်လဲဒီ Sharingan ability ကမြင်မှုသမျှတွေမှာ broken ဖြစ်ဆုံးလို့ပြောချင်ပါတယ် Sarada အနေနဲ့သစ်ပင်လူသားဖြစ်တဲ့ Ru နဲ့တိုက်ခိုက်တဲ့အချိန်မှာဒီစွမ်းအားကိုဝေကန်ခဲ့တာပါ Ohiromi ဆိုတဲ့အစွမ်းက gravity manipulation လုပ်နိုင်တာဖြစ်ပြီးတော့ Sarada က black hole တွေအများကြီးကိုထုတ်လွှတ်နိုင်ပါတယ် black hole ဆိုတာက universe ထဲမှာ gravity အများဆုံးဖြစ်ပြီးတော့အလင်းကိုယ်တော်မှာဝါမျိုးနိုင်တဲ့ဆိုတဲ့ theory တွေတောင်ရှိနေပါသေးတယ် Sarada ကဒီ black hole ကိုတတ်မှတ်ထားတဲ့ target တွေကိုရွေးပြီးတော့ဆွတ်ထိုင်နိုင်ပါတယ်ပြောရရင်ရင်သူကိုပဲဝါမျိုးတာပေါ့နော် Ru ရဲ့ကျေစုဖြစ်တဲ့တက်သိမ်းမုံတွေကိုတမုံမကြံ black hole ကိုထည့်နိုင်တာမလို့ Sarada က chakra နဲ့လှုပ်ထားတဲ့အရာရာကိုဆွတ်ထုတ်နိုင်တယ်လို့ယူဆလို့ရတယ်နောက်ပြီးတော့ဒီစွမ်းနဲ့ပဲထန်းသေးတီရန်နီနဲ့မွေးလာတဲ့ Ru ကိုဝမ်းရှော့သွားတာဖြစ်ပါတယ်ရင်သူအနေနဲ့သူ့ရဲ့ black hole ကိုဆွဲယူတာကိုလုံးဝရှောင်ရှားလို့မရဘဲနဲ့လက်ချောင်းလေးတောင်လှုပ်လို့မရတာကြောင့်ဒီစွမ်းကအားကြီးရဲ့လူတွေကိုတော့မှဝမ်းမြူနိုင်နေဆိုတာကိုလည်းတွေ့ရတယ်နောက်ပြီး gravity manipulation ဖြစ်တာမလို့ user ကိုယ်တိုင်ကလည်းလေးပေါ်ပြန်နိုင်ပါသေးရဲ့ဒီလိုဆုပ်ယူနိုင်တဲ့အစွမ်းက Obito ရဲ့ခါမိုးကြီးနဲ့တွားပြီးဆင်တူပါတယ် Obito ကတော့ဆွဲယူလိုက်တဲ့အရာတွေကိုကိုယ်ပိုင် dimension နဲ့ထည့်နိုင်တယ်ဆိုပေမဲ့ Sarada ရဲ့ black hole တွေကတော့ဘယ်ကိုပို့တာလဲတခါတည်းဆုပ်ယူပြီးဖျက်ဆီးလိုက်တာလားဆိုတာကိုတော့မသိရသေးပါဘူးပြန်ချုပ်ကြည့်ရမယ်ဆိုရင် Sarada ရဲ့ Manga Q Sharingan ကအကျဉ်းဆုံး Sharingan ability ဖြစ်လာဖို့ potential ရှိပေမဲ့လည်း Obito ရဲ့ခါမိုးကြီးကိုတော့ကျွန်တော်ကပို့ပြီးသဘောကျပါတယ် Sarada အနေနဲ့ black hole တွေနဲ့ Ru လိုကောင်ကိုတော့မှ one shot နိုင်တာမလို့ဆောင်းရမ်းကျန်းနေပြီလို့ဆိုနိုင်ပေမဲ့လည်းတစ်ဖက်မှာအားနည်းချက်ကလည်းရှိနေပြန်တယ်အဲ့ဒါကတော့သူ့ရဲ့စွမ်းကိုကြကြသုံးလို့မရတာပါ Manga Q Sharingan က chakra တွေတအားကုန်တာဖြစ်ပြီးတော့ Sarada အနေနဲ့ black hole တွေကိုအများကြီးထုတ်လွှတ်လိုက်တဲ့အခါမှာမျက်လုံးထဲကနေပြီးတော့တူးတွေကျလာပြီး Ru ကိုနိုင်သွားပေမဲ့လည်းတတိလစ်သွားခဲ့တာကိုတွေ့ရတယ်ဆိုတော့ဒီတိုင်းဆက်သွားမယ်ဆိုရင် Sarada အနေနဲ့ chakra ကုန်ပြီးတော့မျက်လုံးကွယ်သွားဖို့များပါတယ်ဒါကြောင့်မလို့ Obito လိုခေါင်းမိုးကြီးကိုခဏခဏသုံးနိုင်ဖို့အတွက် Hashirama ဆဲလိုအပ်တယ်လို့မြင်မိပါတယ်နောက်တစ်ခုကကျတော့ Manga Q Sharingan ကိုနှုတ်ထားနိုင်တဲ့သူတွေက Susanoo ကိုလည်းသုံးနိုင်တာမလို့ Sarada အနေနဲ့လည်း Susanoo သုံးပြဖို့ရှိပါတယ် Susanoo ရဲ့အယောင်က user ရဲ့ emotion ကို reflect တာမလို့တချို့ကပန်းရောင်ဖြစ်မယ်လို့ပြောနေကြပေမဲ့တချို့ကကျတော့လည်းအနက်ရောင်ဖြစ်မယ်လို့ခန့်မှန်းကြပါတယ်ဒါကတော့ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်
အခုနောက်ဆုံးအနေနဲ့ဘသူပူချမ်းလဲဆိုတာကိုပြောရရင်တော့ဟီမာဝါရီအနေနဲ့ခူရာမအစွမ်းကိုပြေဝပိုင်ဆိုင်ထားတာကြောင့်အခုနေဟီမာဝါရီကိုတိုက်ခိုက်ရတာက90ရီနဲ့စီချင်းထိုးရတယ်လို့ဖြစ်နေရဲ့ဆိုတော့ဆာရတာအနေနဲ့သူ့ရဲ့ Manke Q Sharingan Awaken နဲ့90ကိုရောနိုင်ပြီလို့ထင်ကြလားဗျ။လက်သစ်ပင်လူသားရူးကိုဝိုင်းရှော့နိုင်တာမလို့90ကိုလည်း Black Hole ကိုမဝါးမြူနိုင်ဘူးလို့ပြောလို့မရဘူး။နောက်ပြီးခေတ်ဆက်ဆက် Sharingan user တွေကခူရာမကိုအကြီးနဲ့တင်ထိချုပ်လာတာဆိုတော့ Here Uchiha ကိုရော short တော့လို့မရပါဘူး။ဒါကြောင့်မလို့အခုလက်ရှိမှာတော့ဆာရတာ Manke Q ability ကိုတေချာသုံးနိုင်မယ်ဆိုရင်ဟီမာဝါရီအတွက်အခက်ခဲတဲ့ပြန်ပဲဖြစ်လာမှာပါ။ဘာပဲဖြစ်ဖြစ်နှစ်ယောက်စလုံးကအားသာချက်ကိုစီနဲ့နှစ်ယောက်လုံးကကျန်းနေပြီးသားပါဘသူကမှဘသူထက်ပိုပြီးအားနေတဲ့ပြောညက်နေရမျိုးမဟုတ်ပဲနဲ့ပြန်မရနိုင်တော့တဲ့အတိတ်ကိုတန်းတားနေတဲ့သူတွေကဒါတကယ်တမ်းပြောညက်နေရပါဒါကြောင့်မလို့ဘယ်တော့မှမရခဲ့တဲ့1500မြစ်တာကိုတန်းတားနေမယ့်အစားကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးတာကပို့ပြီးတော့တန်မယ်လို့ထင်ပါတယ်အရင်ဆုံးဗီဒီယိုကိုအဆုံးမသက်ခင်ကျေးဇူးတင်စရာလေးတစ်ခုရှိတာကအရင်တစ်ပတ်တုန်းကတင်ခဲ့တဲ့ဗီဒီယိုကအခုဆိုရင် view 9000တောင်ရောက်သွားပါပြီတကယ်လည်းကြည့်ပေးကြတဲ့လူတစ်ယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ကဲအားလုံးပဲ bye guys see you in next video